မနဲ့အရာထားလာတာနဲ့တကယ်ကိုဒါရတဲ့နေ့တစ်နေ့ပါပဲနော်ကဲဖန်ကိတ်လို့ပို့စတင်တော့မယ်နော်ကျဦးလေးကိုခလောက်မယ်ပြီးလို့ရှိရင်နွားနို့လေးရောထည့်လိုက်မှာပေါ့နော်ပြီးတော့ဂျုံမုံလေးစားတကြားလေးပေါ့နော်ရောထည့်ပြီးတာနဲ့ကျမမွေလိုက်မယ်ပြီးလို့ရှင်ထောပတ်စီလေးနဲ့ခုနကမွေထားတဲ့မုံသားလေးကိုအိုးထဲမှာထည့်လိုက်မယ်ပေါ့နော်နည်းနည်းလေးကြက်လိုက်ပြီးဆိုတာနဲ့လာလိုက်မယ်ပြီးလို့ရှင်တော့ပကံပေါ်မှာဒီလိုမျိုးအယောင်လေးလှလေးနဲ့ကျမတစ်ထက်ပြီးတစ်ထက်ထည့်ထားမယ်ပြားရည်နဲ့ရောပြီးတော့စားမလားဒါမှမဟုတ်တကြားမုံနဲ့ဖြူပြီးတော့ရောစားမလားကိုကြိုက်တဲ့တီလေးတွေကိုအပေါ်မှာထည့်ပြီးတော့မနဲ့စာကိုစားမလားကိုအပေါ်မှာပဲမူတည်တယ်နော်ကဲအရသာရှိတဲ့ပန်ကိတ်မုံလေးပြီးကိုစားပြီးနော်တနေ့တာလုံးရဲ့အစမနဲ့ခင်းလေးမှာตาရောက်ပျော်ရွှင်စရာကောင်းတဲ့မနဲ့စာလေးနဲ့စတင်လိုက်ခြင်းအဖြစ်တနေ့လုံးစိတ်ကိုချမ်းမြေ့စေမှာဖြစ်ပါတယ်